ကျွန်တော်တို့ဒီ BH ရဲ့ founder ပါပဲစီးပါကျွန်တော်ကတော့ DK ပါဆိုတော့ကျွန်တော်ရဲ့ဆိုင်ဖွင့်ချိန်ကတော့မနက်7:00နာရီည10:00နာရီထိဖွင့်ပါတယ်အပတ်စဉ်ဘုံတော်နေ့တိုင်းဆိုင်ပိတ်ပါတယ်ပြီးတော့Sunday နေ့ဆိုလို့ရှိရင်ညနေ4:00နာရီကနေည10:00နာရီထိပဲဖွင့်ပါမယ်စပင်းကောက်ချင်တာပဲဖြစ်ဖြစ်စပင်းလှုပ်ချင်တာကြစ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်စီလာရောက်ဖြုတ်လို့ရပါတယ်ကျွန်တော်လည်းရှိပါမယ်ဘာပဲ DK ပါသူလည်းရှိပါမယ်ကျေးဇူးပါโอเคကဲSee that, man? Women I've never seen. You feel it. Booze and it goes.